င့်ကိုစိတ်ဒုက္ခပေးနေသူတွေနဲ့ဝေးနေခြင်းဟာတင့်ကိုတင်အကောင်းဆုံးစောင့်ရှောက်ခြင်းဖြစ်တယ်ပေါ့နော်ဒီတိုက်တယ်လေးကိုပန်းစုပြောပြရတာကကြတော့မနက်ကတဲတော့ reading လေးတစ်ခုမှာပေါ့နော်အဆုံးသတ်ခြင်းနဲ့စတင်ခြင်းဆိုတဲ့ဒီ reading တိုက်တယ်လေးမှာဆိုလို့ရှိရင်အောက်မှာ comment မှာအမျိုးသမီးလေးတော်တော်များများလာရေးထားတာပေါ့နော်ကိုစိတ်ဒုက္ခပေးတဲ့သူတွေနဲ့ဝေးနေခြင်းနဲ့ဆိုတဲ့ဆန္ဒတွေကတဦးတယောက်တည်းမဟုတ်ဘူးတော်တော်များတယ်ပေါ့နော်အမျိုးသမီးလေးတွေတော်တော်များတဲ့အခါမှာအော်ဒါဆိုလို့ရှိရင်တော့ကိုနှစ်ဘေးမှာ toxic ဖြစ်တဲ့လူတွေနဲ့တော်တော်ကိုဒီ area တွေကိုရောက်နေသူတွေများတာပဲဆိုတာကိုမြင်လိုက်ရလို့ပေါ့နော်အဲ့ဒီຢာနဲ့ပတ်သက်ပြီးတော့ပန်းစုနည်းနည်းပြောပြခြင်းနဲ့တကယ်တော့လေတစ်ဖက်ကလူတွေရဲ့ကိုယ့်အပေါ်ဆက်ဆံတဲ့ပုံစံကိုစိတ်ဒုက္ခပေးတယ်ဆိုတာကတချို့အရာတွေဒီကိုကနေခွင့်ပြုပေးလို့ကိုယ့်ရဲ့ကျင်နာတတ်တဲ့စိတ်အားနာတတ်တဲ့စိတ်တွေကြောင့်မလို့တစ်ဖက်လူတွေကဒါအခွင့်ကောင်းယူပြီးတော့တက်လာတာပေါ့နော်ဒါကြောင့်မလို့ကိုကအေးချမ်းတဲ့ဘဝကိုလိုချင်တယ်ဆိုလို့ရှိရင်ကိုတိုင်းစီကံသတ်မှတ်ချက်တွေထားဖို့လိုတယ်နော်လူတိုင်းမှာကိုပိုင်း area ရှိရမယ်အချိန်သတ်မှတ်ရမယ်လူတွေနဲ့စကားပြောတဲ့အခါမှာအချိန်သတ်မှတ်ရမယ်နောက်တစ်ခုကလူတွေကိုပေါ့ကိုပြောလာတဲ့စကားလုံးတွေမှာဆိုရင်ကိုမကြိုက်ရင်မကြိုက်ဘူးလို့ထည့်ပြောရရမယ်နော်မကြိုက်ရင်မကြိုက်ဘူးမလုံနိုင်ဘူးဆိုရင်လည်းမလုံနိုင်ဘူးနိုးလို့ညင်းရရမယ်ပေါ့နော်ဒါလေးတွေကကိုတိုင်းစီကံသတ်မှတ်ထားတာကိုမလုံချင်တဲ့အရာဆိုရင်ကိုစိတ်ညစ်ပေမဲ့ပေါ့နော်တောင်းဆိုမှုတွေအစားကိုရင်ကျေးစွာပြောတတ်ရမယ်ပေါ့နော်ဒါလေးတွေကကြတော့ကိုတန်ဖိုးထားခြင်းလည်းဖြစ်တယ်လို့เนาะကိုရဲ့ဒီကိုစိတ်ဒုက္ခပေးမဲ့သူတွေကိုလည်းတားဆီးထားတာပဲဖြစ်တယ်အထူးကတော့ဘဝကိုရိုးရိုးရှင်းရှင်းနေပါလို့ပြောချင်တယ်เนาะသူတို့ဘာပြောဟုတ်တယ်အဆင်ပြေတယ်စသဖြင့်ပေါ့เนาะဒါမျိုးတွေလုံနေတာမျိုးလေးတွေကိုလည်းရှော့ချရမယ်နောက်တစ်ခုကဆိုလို့ရှိရင်ကိုတိုက်ခိုက်ပြောဆိုလာပြီဆိုတဲ့အခါတွေကြားတယ်လေကိုလစ်လျူရှူတဲ့အခါကျလစ်လျူရှူထားလိုက်မတုံ့ပြန်တဲ့အခါကျရင်မတုံ့ပြန်နဲ့ပေါ့နော်အဲ့လိုမျိုးပဲတစ်ချိန်တည်းမှာပဲတစ်ဖက်လူတွေရဲ့တိုက်ခိုက်တဲ့အရာကိုလည်းကိုကလက်မခံတယ်လို့မျိုးကိုကနေလဲတစ်ဖက်လူတွေကိုဘယ်တော့မှသွားရောက်ပြီးတော့အရင်ဦးဆုံးစိတ်ဒုက္ခပေးတဲ့စကားလုံးတွေမပြောမိဘူးအရေးကြီးတယ်ပေါ့နော်အဲ့တော့ကျတော့ဘာလုပ်ဖို့လဲဆိုတဲ့အခါမှာကိုတန်ဖိုးထားဖို့ကိုအချိန်တွေကိုအဓိကအပြည့်အဝအာရုံစိုက်နေဖို့ပဲတကယ်လို့ပေါ့ကိုစိတ်ဒုက္ခပေးနေတဲ့သူတွေကကိုအနီးနာကိုမိသားစုတွေဖြတ်လို့များတဲ့သူတွေဖြစ်နေတယ်ဆိုလို့ရှိရင်ကိုတိုင်းကိုရဲ့စိတ်ဝင်စားမှုဝါသနာအသစ်တွေကိုရှာဖွေပါပေါ့နော်အဓိကကတော့ကို့အချိန်နဲ့ကိုပြည့်နေတဲ့လူတစ်ယောက်ကိုဘယ်သူမှလာပြီးတော့မနှောက်ယှက်ရဲဘူးတချို့သူတွေဆိုလို့ရှိရင်တော့ဘလို့ပဲစီးချထားပါစေစိတ်ဒုက္ခအမြဲပေးနေတတ်ကြတယ်အဲ့ဒီအခါမှာဆိုလို့ရှိရင်ဘာလို့ရမှာလဲဆိုတော့အဆက်အသွယ်လုံးဝဖြတ်တာမျိုးလေးတွေလုပ်ရမယ်နောက်တစ်ခုကစိတ်ဒုက္ခပေးသူတွေကိုပြောင်းလဲဖို့သွားပြီးတော့ပန်းစုလို့စူးစမ်းလို့မရဘူးပေါ့နော်သူတို့ကိုပြောင်းလဲဖို့တဲ့ကိုပြောင်းလဲတာသူတို့လက်ထဲကနေကိုဘဝကိုဆွဲထုတ်တာကပို့ပြီးတော့လွဲကူတယ်ထိရောက်တယ်ပေါ့နော်အဲ့တော့လေလက်ရှိမှာအဲ့ဒီလိုမျိုးတခြားသူတွေရဲ့စိတ်ဒုက္ခပေးတာကိုခံနေရတဲ့အမျိုးသမီးလေးတွေအနေနဲ့ဆိုလို့ရှိရင်ဘာတွေလုပ်ရမှာလဲဆိုတော့အရင်ဦးဆုံးကိုဘဝကိုတည်ဆောက်မယ်ကိုရဲ့ဝါသနာတွေမွေးမြူမယ်နောက်တစ်ခုကကိုအေးချမ်းအောင်နေမယ်တစ်ဖက်လူကနေတိုက်ခိုက်လာတာကိုလည်းကိုကလက်မခံတယ်လို့ကိုကနေလည်းစပြီးဘယ်သူကမှတွားပြီးတော့မတိုက်ခိုက်ဘူးဒီလိုမျိုးစီးအပြည့်နဲ့နေမယ်ဆိုတဲ့အခါကြလို့ရှိရင်ကိုနိုင်စီကန်းသတ်မှတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကိုဘသူကမှစီးလာမကြော်ရဲဘူးပေါ့နော်စီးလာကြော်လာပြီဆိုတဲ့အခါဥပမာမိတ်ဆွေတငယ်ချင်းတွေကအစားစသလိုနောက်သလိုကိုချိုးနိုင်ခဲ့ပြီဆိုတဲ့အခါကျဒီစကလုံးငါမကြိုက်ဘူးဒီလိုမစားနဲ့ငါမကြိုက်ဘူးပွင့်လင်းပြတ်သားပြောရဲဆိုရဲရှိရမယ်ပေါ့နော်အဓိကကတော့ကိုယ်စိတ်ဒုက္ခပေးနိုင်တယ်ဆိုတာကကိုခွင့်ပြုထားတဲ့အတိုင်းဒါအထိဒါသူတို့ကစိတ်ဒုက္ခပေးနိုင်တာကိုကနေခွင့်မပြုတော့ဘူးဆိုလို့ရှိရင်ဘယ်သူမှကိုယ်စိတ်ဒုက္ခလာမပေးနိုင်ဘူးပေါ့နော်ဒါကြောင့်မလို့ကိုယ့်ရဲ့သတ်မှတ်ချက်တွေကိုပြန်ပြီးတော့အစီအစဉ်ချနာဖို့လိုတယ်အဲ့တော့ကိုဘွားရဲ့တန်ဖိုးအထားဆုံးအရာတွေကဘာတွေလဲကိုဘွားမှာကိုကဘလို့ပုံစံမျိုးနေချင်တာလဲကိုတန်ဖိုးကဘာလဲဆိုတာကိုလူတွေတစ်ဖက်သားကိုသိအောင်ပြောထားရမယ်အဲ့တော့စိတ်ဒုက္ခလူတွေနဲ့စိတ်ဒုက္ခပေးတဲ့လူတွေနဲ့ဝေးနေချင်တယ်ဆိုတာဒီတိုင်းလေးတော့ဖြစ်လာမှာမဟုတ်ဘူးအဲ့ဒီစိတ်ဒုက္ခပေးတဲ့လူတွေလက်ထဲကနေကိုဘွားကိုတိုင်းကဲတင်မှသာရမယ်ဆိုတာကိုအမျိုးသမီးလေးတွေကိုပြောပြချင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကနေတွေးစရာလေးတစ်ခုရမယ်လို့ယုံကြည်တယ်เนาะရခဲ့မယ်ဆိုရင်လည်း comment လေးမှာရေးလာပေးခဲ့ပါအောင်ဒါလေးကတော့ပန်းစုကကိုညီတဲ့အနေနဲ့ပန်းစုဘွားရဲ့နေထိုင်မှုလေးတွေခံယူချက်ကလေးတွေကိုမျှဝေပေးတာပဲဖြစ်တယ်ပန်းစုကိုယ်တိုင် live coach တယောက်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ပန်းစုနဲ့ဒီ coaching client တွေဒီ session လာယူတဲ့အချိန်မှာဆိုလို့ရှိရင်လည်းစိတ်သက်သာရာရဖို့ဆိုတဲ့အခါမှာဒီလို toxic area တွေကနေဘလို့ထွက်ရမယ်ဆိုတာတွေကိုပန်းစုတို့က coaching session တွေမှာအများဆုံးပြောပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနီးလန်းလေးတွေကိုမျှဝေပေးလိုက်တာပါเนาะအကျိုးရှိမယ်ဆိုလို့ရှိရင်လည်း comment လေးမှာရေးလာပေးလာအောင်เนาะကျေးဇူးပါပန်းစုပါ